ဘက်ထရီကိုအိုးကိုအားသွင်းနိုင်အားတော့ဝင်နေဒါပေမဲ့သုံးတဲ့အခါမှာအသုံးမခံဘူးဒါမှမဟုတ်ဘက်ထရီကိုအားသွင်းတဲ့အခါအားဝင်တယ်လို့ရှိပေမဲ့ဘယ်တော့မှဘိုးမပြေဘူးစားတဲ့အခြေအနေမျိုးတွေကြုံတဲ့အခါမှာဘက်ထရီအိုးမှာအနည်းနဲ့အများတော့အားရှိနေတဲ့အတွက် customer အကိုအမတွေကမေးသုံးနေတာမျိုးလေးရှိတတ်ပါတယ်အဲ့ခါကျွန်တော်ရှိလာစတဲ့အခါပလီပြားကပျက်စီးနေတယ်ဆိုရင်ကျွန်တော်တို့ကတနိုင်တလောက်ပေါ့နော်ဘက်ထရီကတော့အသက်လဲသင့်ပြီးစားတဲ့အကြံဉာဏ်မျိုးပေးဖြစ်ပါတယ်ဒါပေမဲ့တချို့အကိုတွေမတွေကလည်းဒါလေးကိုမေးသုံးမယ်ဆိုပြီးတော့ပြန်သုံးတာမျိုးလေးလည်းရှိတတ်ပါတယ်ဒါကြောင့်ဒီလိုမျိုးပလီပြားမကောင်းတဲ့ဘက်ထရီကိုအားဆက်သွင်းမယ်ဆိုရင်ဖြစ်နိုင်တဲ့အဲ့ဒါလေးတွေကိုညှဝေချင်ပါတယ်ပလီပြားမကောင်းတဲ့ဘက်ထရီကိုအားသွင်းတဲ့အခါကျွန်တော်တို့အပူလွန်ကဲတတ်ပြီးတော့အိုဖောင်းတာအိုကွဲတာတွေဖြစ်တတ်ပါတယ်အားသွင်းတဲ့အခါမျိုးမှာလည်း voltage တက်ကောင်းတက်နိုင်ပေမဲ့အသုံးပြုဖို့အတွက် ampere တောက်မခံနိုင်တော့ပါဘူးခဏပဲသုံးလို့ရပြီးတော့ချက်ချင်းကျသွားတာမျိုးတွေဖြစ်တတ်ပါတယ်ခင်ဗျာဒီလိုမျိုးဘက်ထရီတွေကိုအားသွင်းမှုအတွက်ပေါ့နော်စမ်းသပ်အားသွင်းကြည့်တော့မယ်ဆိုရင် fast charge နဲ့အာမသွင်းပါနဲ့လို့မှာပြစီနောက်ပြီးတော့အဖုံးပိတ်ပြီးအာမသွင်းမှုမှာပြစီခင်ဗျာအရင်ဆုံးသူ့ကိုစမ်းသပ်ကြည့်ချင်တာဆိုရင်ကားတဲ့အနှိမ့်နဲ့အနေသွင်းမျိုးပေါ့နော်မှာ3 ampere လောက်နဲ့သွင်းတာမျိုး2 ampere လောက်နဲ့သွင်းတာမျိုးနဲ့စမ်းသွင်းကြည့်ပါအားသွင်းနေတဲ့အချိန်မှာလည်းဘက်ထရီကပူလာလားဒါမှမဟုတ်အနံ့ထွက်လာလားစောင့်ကြည့်သင့်ပါတယ်ဘက်ထရီပူလာတဲ့သုံးအနံ့အလွန်မင်းထွက်လာတယ်လို့ခံစားမိရင်တော့အားသွင်းတာကိုချက်ချင်းရှင်းနာသင့်ပါတယ်ခင်ဗျာဘက်ထရီကိုပလီပြားပြက်နေတဲ့ဘက်ထရီကိုတော့ဖြစ်နိုင်မယ်ဆိုရင်မေးသုံးတာမျိုးထက်အမြန်ဆုံးလဲတဲ့နဲ့လို့အကြံပေးပါရစေခင်ဗျာ